အားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှာတော့ကံကောင်းစေမဲ့ရှေ့ပြေးနမိတ်တွေအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်လူတစ်ယောက်ကံကောင်းလာတော့မယ်ဆိုတာကိုရှေ့ပြေးနမိတ်တွေကိုကြည့်ပြီးသိရှိနိုင်ပါတယ်နိုင်ငံတိုင်းမှာတော့ကံကောင်းခြင်းရဲ့ရှေ့ပြေးသင်္ကေတတွေနဲ့ပတ်သက်ပြီးတော့အယူအဆအမျိုးမျိုးရှိနေတတ်ပါတယ်အယူအဆအမျိုးမျိုးတွေကလူအများစုနားလေလက်ခံယုံကြည်ထားတဲ့ကံကောင်းခြင်းရဲ့နမိတ်သင်္ကေတတွေလည်းရှိနေပါသေးတယ်တင့်ဒီကိုကံကောင်းခြင်းတွေမကြခင်ရောက်ရှိလာတော့မယ်ဆိုရင်ဒီလိုရှေ့ပြေးနမိတ်ဒီလိုသင်္ကေတတွေကိုမြင်တွေ့ဖြစ်ပေါ်ရတတ်ပါတယ်တဲ့ငှက်တွေအတိုက်ဖွဲ့တာငှက်တွေကသင်ရဲ့နေအိမ်တိုက်ခန်းရုံးခန်းတွေမှာဆိုင်ကန်နဲ့အဆောက်အုံတွေမှာအတိုက်ဖွဲ့လာတာဆိုရင်ဒါဟာကံကောင်းခြင်းရဲ့ရှေ့ပြေးနမိတ်တစ်ခုပဲဖြစ်ပါတယ်ငှက်တွေကကိုယ်ဒီမှာလာပြီးအတိုက်ဖွဲ့တယ်ဆိုတာသင်စီမှာကံကောင်းတဲ့ positive energy တွေရှိနေတယ်လို့မှတ်ယူပြီးတော့ဒါဟာကျမရေးနဲ့ပျော်ရွှင်မှုတွေတိုးတက်ကောင်းမွန်လာမဲ့ရှေ့ပြေးနမိတ်တစ်ခုဖြစ်တယ်လို့ယူဆလို့ရပါတယ်နားရတာဟာယောဂကြောင့်မဟုတ်ပဲနားရလာပြီဆိုရင်လူတော်တော်များကတော့တစုံတစ်ယောက်ကကိုယ်မကောင်းကြောင်းကိုပြောနေတာကိုယ်အတင်းကိုပြောနေပြီဆိုပြီးယူဆတတ်ကြပါတယ်တကယ်တော့မဟုတ်ပါဘူးနားရခြင်းဟာကံကောင်းခြင်းရဲ့နမိတ်တစ်ခုဖြစ်ပါတယ်ဒီနေရာမှာတော့နားရတာဟာလူတစ်ယောက်ကကိုယ်ကိုချီးကျူးပြောဆိုနေလို့အခုလိုဖြစ်နေတာလို့မှတ်ယူလို့ရပါတယ်တင့်ဒီကိုပြောစရာကောင်းတဲ့ relation ဒါမှမဟုတ်မိတ်ဆွေအတိုင်းဝိုင်းနဲ့ပတ်သက်ပြီးကံကောင်းခြင်းတွေရောက်လာတော့မဲ့နမိတ်တစ်ခုပဲဖြစ်ပါတယ်နောက်တစ်ခုအိမ်မွေးတရိษံရောက်လာတာကိုယ့်ရဲ့အိမ်ဒါမှမဟုတ်ရုံးခန်းတရိษံကောင်းကမျက်စိလေလမ်းမပြီးရောက်လာတဲ့ဆိုရင်ဒါဟာကံကောင်းခြင်းရဲ့နမိတ်ပါကြောင်အနက်ရောင်ရောက်လာရင်တော့မှဒါဟာကံကောင်းခြင်းလို့ပဲမှတ်ယူလို့ရပါတယ်ခွေးတွေကြောင်တွေဟာကိုယ့်အိမ်ကိုမျက်စိလေလမ်းမပြီးရောက်လာခဲ့တယ်ဆိုရင်တော့ဒါဟာတင့်စီကိုကံကောင်းခြင်းတွေမကြခင်ရောက်လာတော့မှာပဲဖြစ်ပါတယ်ရှစ်ကနန်းကိုမြင်တာရှစ်ကနန်းကိုမကောင်းတဲ့ကနန်းလို့မြင်နေတာကိုရှင်းလိုက်ပါတကယ်တော့ရှစ်ကနန်းကိုမြင်ရင်ကံကောင်းတတ်ပါတယ်အရာဝတ္ထုတစ်ခုခုဥပမာဒိန်တွေကရှစ်ကနန်းပုံစံဖြစ်နေတာကိုတွေ့ရင်လဲဒါဟာကံကောင်းခြင်းရဲ့နမိတ်ပါပဲရှစ်ကိုတရုတ်မှာဆိုရင်ကံကောင်းခြင်းလို့မှတ်ယူကြပါတယ်ရှစ်အတန်အတွက်ကချမ်းသာကြွယ်ဝခြင်းဆိုတဲ့စကားနဲ့အတိတ်ပဲတူပါတယ်ဒါကြောင့်ကနန်းရှစ်ဒါမှမဟုတ်ရှစ်ပုံစံဖြစ်နေတဲ့အရာတစ်ခုခုကိုမြင်ရင်လဲကံကောင်းခြင်းအရာတစ်ခုခုမကြခင်တင့်စီကိုရောက်လာတော့မှာပဲဖြစ်ပါတယ်နောက်တစ်ခုအဝတ်အစားပြောင်းပြန်ဝတ်မိတာတခါတလေမှာမရည်ရွယ်ပဲအဝတ်အစားကိုပြောင်းပြန်ဝတ်မိတာတွေလည်းဖြစ်တတ်ပါတယ်ဆွဲတာအင်ကြီးဝတ်တာပဲဖြစ်ဖြစ်ဘောင်းမီတူပဲဖြစ်ဖြစ်ပြောင်းပြန်ဝတ်မိတယ်ဆိုရင်ဒါဟာကံကောင်းခြင်းရဲ့နမိတ်ပဲဖြစ်ပါတယ်မကောင်းတဲ့ကံတွေပြောင်းပြန်လှန်တော့မယ်ဆိုတဲ့သဘောပါနောက်တစ်ခုငှက်ချေးပါချတာတခါတလေမှာသွားရင်လာရင်နဲ့တင့်ကောင်းပေါ်ဒါမှမဟုတ်တင့်အဝတ်အစားပေါ်ကိုငှက်ချေးပါချတယ်ဆိုရင်အရန်ကြီးစိတ်အနှောက်အယှက်မဖြစ်လိုက်ပါနဲ့အခုလိုကိုယ့်ပေါ်မှာငှက်ချေးပါချတယ်ဆိုရင်တော့မကြခင်ကံကောင်းခြင်းတွေရောက်လာတော့မှာပဲဖြစ်ပါတယ်ငွေကြေးလက်လာပါတွေဝင်တော့မယ်ဆိုတဲ့သဘောရှေ့ပြေးနမိတ်တစ်ခုပဲဖြစ်ပါတယ်ဗျာနောက်တစ်ခုကနွယ်ပင်အိမ်ကိုတွေ့တတ်တာအိမ်မှာတက်ရှိလောက်ရသားနဲ့နွယ်ပင်တွေကတွေ့တက်နေပြီဆိုရင်ဒါဟာကံကောင်းခြင်းရဲ့လက္ခဏာပါပဲတကယ်တော့တင့်ရဲ့အိမ်မှာနွယ်ပင်တွေတက်နေပြီဆိုရင်တော့ဒါဟာမကြခင်မှာတင့်ဒီကိုကံကောင်းခြင်းတွေရောက်လာတော့မယ်ဆိုတဲ့ရှေ့ပြေးနမိတ်တစ်ခုပါနွယ်ပင်တွေကအိမ်မှာတက်ပြီဆိုရင်ကံဆိုးမှုတွေပြောက်ပြီးကံကောင်းခြင်းတွေရောက်လာတော့မှာပဲဖြစ်ပါတယ်အခုတင်ဆက်ပေးသွားတာတွေကတော့ကံကောင်းစေမဲ့ရှေ့ပြေးနမိတ်တွေအကြောင်းပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ဗျာမိတ်ဆွေများအားလုံးကံဆိုးခြင်းတွေဖြောက်ပြီးကံကောင်းခြင်းများစွာစတဲ့တပူပိုင်ဆိုင်နိုင်ကြပါစေဗျာ